Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကလာကိုတရားစီမှာလာတဲ့ဝန်ဆောင်မှုတွေအကြောင်းကိုပြောပြပေးပါမယ်ဒီအကြောင်းပြီးတဲ့အခါကျတော့ကိုရမမိုင်းလာတယ်ဆိုတော့စကားပြန်ဝန်ဆောင်မှုလုပ်တယ်ဒီဖုန်းရောင်းနေ service လုပ်တယ်ပေါ့နော်ဖုန်းရောင်းနေပြီးတော့ဒီဘာပေါ့ဖုန်းရောင်းနေ service ရှိမယ်စကားပြန်ဝန်ဆောင်မှုရှိမယ်ပြီးတော့Korea Cosmetics ပေါ့ Cosmetics တွေလည်းလူချင်းတဲ့ program လိုက်ပုံတည်ပြီးတော့သွားဝယ်ပြီးတယ်ဝယ်ပြီးတော့မြန်မာပြည်ရောက်ပို့ပြီးတယ်ထိုင်းနိုင်ငံဂျပန်အစရှိတဲ့နိုင်ငံတွေပေါ့နော်ဘယ်နိုင်ငံမဆိုပို့လို့ရတဲ့နိုင်ငံတွေအကုန်လုံးပို့ပြီးပါတယ်အဲ့တော့ဒီ Korea မှာကျတဲ့ brand ရှိလို့ရှိရင်ပေါ့နော် cosmetic ပဲဖြစ်ဖြစ်အဓိကတော့ hair ပစ္စည်းဖြစ်လို့ရတယ်ပေါ့နော် hair ပစ္စည်း battery ပါတာကလွဲလို့ပေါ့နော်ကျန်တဲ့ပစ္စည်းမှားလို့ရပါတယ်ပြီးတော့ဖုန်းရောင်းနေဆိုရင်ညမှာလေဒီပြန်က second ရှိနေဒီမှာစမှာ second ရောင်းတာရှိတယ်အသစ်ရောင်းတာရှိတယ်နောက်တစ်မျိုးက service လုပ်ပြီးတဲ့အပိုင်းရှိမယ်ပြီးတော့showroom မှာသွားပြီးတော့ center လုံးဝယ်ပြီးတဲ့ service ရှိနေပေါ့ဆိုတော့ဒီဖုန်းရောင်းတဲ့အပိုင်းမှာဆိုလို့ရှိရင်ဒီလေးမျိုးရှိမယ်အဲ့ဒါမှဒီအသစ်ဆိုလို့ရှိရင်လည်းလုံးဝဒီ showroom ကဝယ်ခြင်းနဲ့အသစ်ပေါ့နော်ဒါ showroom ကလိုက်ပြီးတော့ဝယ်ပြီးပါတယ်နောက်ဆုံး model တွေဆိုရင်ပေါ့နော်ဒါလုံးဝအရင်ထပ်ပြီးသား model တွေဆိုရင်သူစီလုံးနဲ့တူတူရှိပါတယ်ကတော့အသစ်ကိုမတုံ့ဘူး second နဲ့မှအသစ်ကြီးပါအသက်တုံးလို့ဆိုလို့ရှိရင်လည်းလုံးဝအသစ်ကြီးပါအသက်ကိုရှောင်ပြရဖြစ်ပါတယ်လုံးဝ error ပါတဲ့အလုံးဝတော့လုံးဝမရပါဘူးရှင်ဒါတော့ဝယ်မဲ့ customer ရှိရင်တော့ပါပေါ့နော် error ပါတယ်ဆိုလို့ရှိရင်လုံးဝမရပါဘူးပြောပြီးတော့ရမှာပေါ့နော်ဒီမှာပြောရဲဆိုတဲ့အချိန်မှာလည်း error ပါတယ်လို့မပြောချင်တဲ့အတွက်ကြောင့်တော့မရောင်းတာများတယ်ပေါ့နော်လုံးဝအပြည့်အစုံကင်းတဲ့ဖုန်းကြီး battery percentage များတဲ့ဖုန်းကြီးလုံးဝwarranty ပါတဲ့ဖုန်းကြီးပဲရောင်းတာဖြစ်ပါတယ်အဲဆိုတော့ဒီ second အမေဖြစ်ဖြစ် new ပဲဖြစ်ဖြစ်ဖုန်းဝယ်ချင်လို့ရှိရင်ဒီရောက်ဖုန်းဆက်ရပါတယ်။တရားစီရင်မျိုးကိုကြီးမှလို့ရပါတယ်ရှင်။နောက်ဖုန်းမှာကျန်တာပဲဖြစ်ဖြစ် second hand service ကိုကျန်တာပဲဖြစ်ဖြစ်010 989 989ကိုဆက်လို့ရပါတယ်။ပြီးတော့နောက်တစ်ခုဘာလို့ဒီလဲဆိုလို့ရှိရင်ဒီကိုရီးယားမှာvolunteer ပေါ့နော် volunteer အနေနဲ့လုပ်ပြီးရပိုင်းကြီးရှိတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်ကြပြစက်ပြန်ကမဲဝဲနေပေါ့နော်လိုက်ပြီးတော့ကူညီပေးတာတွေစက်ပြန်လိုက်ကူညီပေးတာတွေရှိနေတယ်မျိုးကိုတစ်ခုခုပေါ့နော်ကိုရီးယားမှာလိုတဲ့ဟာရှိရကုန်းကမှုနဲ့ပတ်သက်တာကြီးပေါ့နော်ကျမရမခင်နဲ့ပတ်သက်တာကြီးပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုတည်တယ်လို့ကိုပုံနဲ့ပြောရရပါတော့ဒါတော့ဒီအခါနဲ့လုပ်ပြီးရရပါပြီးတော့နောက်ဖုန်းတွေကိုကြာတော့ဗမာတင်နေဆိုရင်ခပြ official account ဒီကောင်းပါနဲ့တင်ပါတယ်နောက်ပြီးတော့ One Star Research Page ကနေမှာရပါရှင် One Star Page ကနေမှာလည်းဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ဖုန်း user ကိုမေးပြီးတော့ပါလို့ရတယ်ကိုကတော့ဒီလောက်သုံးနိုင်နေအမကြီးဖုန်းလောက်ကြရပဲလောက်ဟိုလောက် series ရမယ်Samsung လေးဆို Samsung iPhone လေးဆို iPhone ပေါ့နော်အဲ့လိုမျိုးရပါတယ်ဆိုတော့အကောင့်ကိုအသစ်တော်ဆုံးစီးနှုန်းနဲ့အတန်ဆုံးအဆင်ပြေဆုံးဖြစ်မဲ့ quality နဲ့စီးနှုန်းတွေကိုပြန်ပြောပြပေးမှာဖြစ်ပါတယ်ကိုကလိုချင်တဲ့ဖုန်းကိုရှာနိုင်ရပါတယ်ပြီးတော့ဒါက install ရှိနေပြီးသားဖုန်းတွေကိုရောင်းလာတဲ့ရှိတယ်လို့install မရှိရဘူးလို့ရှာပေးပါရဲ့ customer လိုချင်တဲ့ဖုန်းမှန်သမျှကိုရှာပေးရပေါ့နော်ကျွန်တော်တော့ဘယ်လောက်လိုချင်လဲ battery percent 90အထက်နော်90အထက်ဘယ်လောက်သုံးမယ်ဘယ်လောက် series က15နဲ့ရှာပေးပါမယ်15နဲ့16နဲ့ဘယ်လောက်သုံးမယ်ပေါ့အဲ့လိုမျိုးလေးပြောပြီးတော့ရှာပေးဆိုရင်ရှာပေးပါရဲ့နောက်တစ်ခုကဘာလို့တည်လဲဆိုရင်စာသင်တယ်ပေါ့နော်စာသင်တာကတော့ကိုရီးယားစာကိုအခြေခံနေစတင်ကြည့်ပြီးတော့ဒီကာနာလာစာတွေကိုကိုရီးယားကိုလာဖို့လုပ်နေတယ်တချို့ကဂျပန်နေကိုရီးယားလာကျန်တဲ့ခြားနိုင်ငံတွေလာကျန်တဲ့သူတွေရှိမယ်ကိုရီးယားစာကိုစိတ်ဝင်စားလို့သင်တဲ့သူတွေရှိမယ်
ကျောင်းလာတက်ဖို့ပဲဖြစ်ဖြစ်ကျောင်းလာတက်မယ်ဆိုရင်လည်းကျောင်းသားတွေကိုကျောင်းလာတက်မယ်ပြည်ပေါ့နော်။ဒါပြင်ဆင်ရမယ်အစားလိုရမယ်အကုန်လုံးပေါ့နော်အဲ့ဒါကြီးပါအကုန်လုံးကြိုးပြပါတယ်အဲ့ဒီစာလေးတင်ပြီးပေါ့နော်အဓိကစာတင်တဲ့အပိုင်းမှာဒီ basic ရှိမယ် level 1ရှိမယ် level 2ရှိမယ်ပေါ့နော်ကိုက basic တက်ပြီးသား basic ကိုအခြေခံသင်ထားပြီးသားဆိုရင် level 1ကစတက်လို့ရတယ်level 1ပြီးသားဆိုလို့ရှိရင် level 2ကနေစတက်လို့ရတယ်ပေါ့နော်သင်ယူ course ကလည်းဒါကိုဒီထေမြောင် University ကိုကတက်ခဲ့တဲ့ကျောင်းကနေပဲဒီ University ကနေထုတ်ထားတဲ့စာအုပ်ပေါ့နော်အဲဒီ textbook ကိုပဲသင်ကြားဖြစ်ပါတယ်ဒီကြကျောင်းတက်တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လည်းပြောပြပြီးရေပေါ့နော်စာသင်နေတဲ့ခေတ်ဆိုဒီကျောင်းလာတက်တဲ့သူတွေပဲဖြစ်စေဒီကိုရီးယားမှာလုံးလုံးနေနေပဲအမကြီးခင်းစားရေးတောက်တော့ပြောချင်တယ်စီးသွားဝယ်တာအစဉ်ဈေးဝယ်ဖို့တခြားစီးကံပြဖို့အတွက်ဈေးဝယ်ဖို့အတွက်ကိုရီးယားမှာလူနေထိုင်မှုပုံစံမှာအဆင်ပြေဖို့ပဲပေါ့နော်နေ့စဉ်မှာအဆင်ပြေဖို့နေ့စဉ်သုံးစကားပြောတင်စင်နေမှာရေးတိတန်ကိုတင်ပေးပါဆိုရှင်လေအဲ့ဒါမျိုးတော့လည်းတိတန်တင်ပေးပါတယ်အဲ့တော့လေအဲ့ဆိုတော့ level 1ကစပြီးသင်ရမယ်ပေါ့နော် level 1လောက်ကစပြီးတော့သင်မှာစီးပြီးပေါ့နော်ကိုကတော့ level 2လောက်ထိရနေပြီလားဆိုရင်ဒီလိုရနေစတယ်ရတယ်နောက်ပြီးတော့ဒီမှာသင်မယ်ဆိုရှင် level 1 2 3တက်လို့ရပါတယ် basic တန်းနဲ့ level 1 2 3ဆိုတော့4တန်းရှိပါတယ်ဆိုတော့ဒါတော့စာသင်တဲ့ဘက်ပေါ့နော်အဲ့တော့အောက်ကစီမှာ service က3မျိုးရှိရပေါ့နော်စာသင်တဲ့အပိုင်းရယ်စကားပြန်လိုက်တဲ့အပိုင်းရယ်ပြီးတော့ပုံစံတဲ့အပိုင်းရယ်ပေါ့နော်ဆိုတော့ဒီအခုဒီ2025ဒီလုပ်ငန်းတွေကို2025နိုဝင်ဘာလကနေစပြီးလုပ်တာပေါ့ဒီနိုဝင်ဘာကနေပြီးတော့ဒီအခုဇန်နဝါရီထိကိုနိုဝင်ဘာဒီဇင်ဘာဆိုတော့3လပေါ့နော်3လအတွင်းကိုအခုဖုန်းက6လုံးရောက်သွားပြီပေါ့နော်ဒါချားလို့တော့နေနေပဲပေါ့နော်ခါကမှစီးပွားရေးစလုပ်တာဆိုတော့ဒီဒါများရောင်းရတယ်လို့ပြောရတယ်ပထမဆုံးရောင်းတဲ့အချိန်မှာရောင်းရတာဖြစ်ပါတယ်ဆိုတော့ဒီခါစီကနေပြီးတော့ခါကိုတီးလို့ပဲဖြစ်ဖြစ်ခါကိုမတီးလို့ပဲဖြစ်ဝယ်တဲ့သူရှိရပေါ့နော်တကယ်ကိုကျေးဇူးများတင်ပါတယ်အဲ့လိုဝယ်တဲ့သူကြီးခါဟိုသူစီရဒီညီမလေးစီရဝယ်လိုက်မယ်သူစီရဝယ်လိုက်ရင်တော့စိတ်ချရတယ်ပေါ့နော်အဲ့လိုမျိုးတဲ့ဝယ်စားတဲ့ customer တွေများတယ်ပေါ့နော်ဒါဘလို့ပဲဖြစ်ဖြစ်အဲ့လို customer တွေကိုတကယ်စိတ်နဲ့ကျေးဇူးများတင်ပါတယ်ရှင်အဲ့တော့လေ customer တွေလိုအပ်တဲ့ဒီ phone service ပိုင်းနဲ့ပတ်သက်တာဖြစ်ဖြစ်ဖုန်းနဲ့ပတ်သက်တဲ့ technology ပိုင်းပါလာပေါ့နော်အကုန်လုံးအဲ့ဒါရတက်တောင်းဆောင်ပြီးမှဖြစ်ပါတယ်လိုအပ်တဲ့အချိန်တိုင်းမှာပြီးလို့ရပါတယ်ရှင်ပြီးတော့နောက်တစ်ခုကကြတော့ဒီကိုရီးယားမှာရှိတဲ့ plan တွေကိုအင်ဂျီနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဝစ်စားပေါ့နော်စားတော့ကုန်ဝစ်စားပဲဖြစ်ဖြစ် battery ပိုင်းတွေစီရတယ်လို့ပေါ့နော်ကျန်တဲ့အလှကုန်ပစ္စည်းတွေဒါမျိုးဖြစ်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းမြန်မာပြည်ကိုပို့ပေးတာမြန်မာပြည်လည်းပို့ပေးရပေါ့နော်မြန်မာပြည်ရဲ့ပြင်ကိုဒီ Thai တို့စင်ကာပူမလေးရှားဘရူနိုင်းတို့ထားအစရှိတဲ့ပြင်ဂျပန်နိုင်ငံတွေအကုန်လုံးကိုပို့ပေးပါရဲ့ရှင်ဒီကိုရီးယားမှာရှိတဲ့ DO ဆိုလည်းနာမည်ကြီးပေါ့နော် DO တို့ brand တွေအကုန်လုံးကို showroom ဆိုင်တိုင်းမှာဝယ်လို့ရတဲ့ brand ပစ္စည်းမျိုးစုံကိုညစီအမိုက်လို့ရပါတယ်အဲ့တော့ကတော့ service center ကိုသွားတဲ့ဝန်ဆောင်ကပဲရှိပါတယ်ပေါ့နော်ဒီဈေးနှုန်းအတိုင်းပဲရောင်းပေးမှာဖြစ်ပါတယ်အဲ့တော့လူချင်းနဲ့ပစ္စည်းရှိလို့ရှိရင်မြန်မာပြည်မိတ်ဆွေများဝယ်လို့ရတယ်လို့ကိုရီးယားကမိတ်ဆွေတွေလည်းမှာယူလို့ရပါတယ်ရှင်ကိုရီးယားနေမှာမယ်ဆိုရင်တော့အရင်ရောက်အပြည့်အစည်းပေါ့နော် delivery free နဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်နောက်ပြီးဖုန်းတွေပို့တဲ့အခါမှာလည်းဒီစစ်စားလေးနဲ့ထုတ်ပို့ပြီးတော့ပို့ပေးရဖြစ်တယ် delivery free နဲ့ပို့ပေးရဖြစ်ပါတယ်ပေါ့နော်ဖုန်းတွေကိုကြည့်စင်နေဆိုလို့ရှိရင်41 diary ပေါ့နော်41 diary ဆိုတဲ့ page ကနေအများကြီးတင်ထားပါတယ်ရှင်ဒါမှမဟုတ်ပုံဆက်ပြီးတော့မိမယ်ဆိုလို့ရှိရင်လည်း3913 9895 ကိုဆက်ပြီးတော့မှာယူဝယ်လို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးမင်္ဂလာကြပါဖြစ်ပါစေရှင်